public မှာ cosplay လုပ်ပြီးရှောက်ကဲရမယ်ဆိုရင်ဘယ်လိုနေမလဲကဲအားလုံးပဲမင်္ဂလာပါအလိုက်စာပဲဖြစ်ပါတယ်မနေ့ကအလိုက်စာနဲ့မီဆူရီတို့နှစ်ယောက်ဂျက်စီတီမှာဒိုးမနဲ့ကိုတိုဟာ public cosplay vlog အဖြစ်ရိုက်ဖြစ်ခဲ့ကြပါတယ်ပထမအဆုံးအလိုက်စာတို့လုပ်ဖြစ်ခဲ့ကြတဲ့အရာကတော့ဟုတ်ပါတယ်မိတ်ကပ်ပြင်တာပါမနက်ပိုင်းမှာအလိုက်စာတို့နှစ်ယောက်ပြင်ဆင်ဖို့အတွက်မီဆူရီကအလိုက်စာအိမ်ကိုလာခဲ့ပါတယ်အားလုံးပြီးကနေအချိန်ကြာမှမီဆူရီကအင်ကြီးမျိုးမတိုက်ရသေးလို့အင်ကအမေကတိုက်ပေးခဲ့ရပါတယ်ပြင်ဆင်လို့လည်းပြီးသွားရောအချိန်ကနေ့လယ်2 နာရီခွဲလောက်ရှိသွားပါပြီ။အဲလေးက9 နာရီခွဲလောက်ကအလိုက်စာမြက်ကမှန်တက်မရလို့မြက်ကမှန်နဲ့တိုက်ပွဲဝင်ရင်ကြာသွားတာပဲဖြစ်ပါတယ်။ You fucking fun. ရောက်လာကလေးကမီဆူရီကိုမနက်စာလွဲလို့တခြားအိမ်မခံရသေးတာဖြစ်တဲ့အတွက်အိမ်မှာရှိရဲ့တောင်ကြီးသားနေကြစည်းနဲ့ပဲအခန့်ခဲ့ပါတယ်။အဲ့ဒါနဲ့တောက်တလွဲကြီးပြောပြီးတော့အခန့်ခဲ့ပါတယ်။ကောင်းတယ်နော်ကောင်းတယ်မလားကောင်းတယ်အဲ့ဒီကတော့တော့ပါစားစက်တမျိုးလေးလည်းတော်တော်များရယ်နော်အဲ့ဒါလေးလည်းမွေးနေရတယ်ကောင်းတယ်ဆိုတော့အလိုက်စာတို့အိမ်ကနေစထွက်ပါပြီခုကတော့ကားပေါ်မှာပေါ့နော်အလိုက်စာရဲ့မီဆူရီရဲ့အလိုက်စာအမေရဲ့ကားပေါ်မှာ3 ယောက်တည်းသွားတာပေါ့နော်ဂရန်ငားသွားတာဆိုတော့ကားဆရာလည်းပါတယ်ပေါ့နော်စပင်းကိုအနောက်မှာစီးထားတဲ့တရေပေးဖြုတ်ဖို့မေ့သွားလို့ကားပေါ်ရောက်မှမီဆူရီကဖြုတ်ပေးနေရပါတယ်ကားပေါ်မှာ2 ယောက်သား selfie ဆွဲပြီးတော်လေးဆော့နေခဲ့ကြတဲ့အနေအထားလေးပဲဖြစ်ပါတယ်ပြီးတော့ပြင်းနေရတဲ့ကားတကားလုံးပတ်ရိုက်ပါတယ်ဗီဒီယိုပြောပါတယ်ကဲခုတော့ဂျက်စီတီရောက်ပြီဆိုတော့ကားပေါ်ကနေဆင်းရပါပြီအဲ့မှာကိုရီ2 ယောက်က cosplay တွေဝတ်ပြီးတော့တကယ်တော့သူမကြီးဖြစ်နေကြတာအပေါက်ကိုဘယ်ကနေသွားဝင်လဲဆိုလို့ရှိရင်ဝင်ပေါက်နဲ့ထွက်ပေါက်မှားပြီးတော့ထွက်ပေါက်ကနေသွားဝင်တာနောက်ဆုံးမှာတော့စင်တာလေးကိုစောင့်ဝင်ခဲ့ကြပါပြီဘယ်ကိုအရင်သွားမလဲစဉ်းစားရင်းနဲ့အပေါ်ပဲတက်ခဲ့လိုက်ပါတယ်အဲ့ဒါနဲ့အပေါ်ကိုဆက်တက်ပြီးတော့ရှောက်သွားကြပါတယ် public မှာ cosplay လုပ်ရတဲ့ feeling ကတကယ်ကိုအဆင်မပြေဘူးပေါ့နော်တော်တော်ကြောက်ဖို့ကောင်းတယ်ကိုရီကိုလူထုလူဆန်းလို့လိုက်ကြည့်နေတဲ့မျိုးလုံးတွေကိုတော့ဘယ် cosplayer မှသဘောကျမှာမဟုတ်တာတော့သိကြပါတယ်မီဆူရီကတော့ကြောက်လို့ဆိုပြီးတော့အလိုက်စာကိုဖတ်ထားပါတယ်ဘယ်ကိုဆက်သွားကြလဲဆိုတော့ဂျာရှင်စီတီ9 လလာတော့မသိဘူးမေ့သွားပြီအဲ့ဒီနားကရုပ်ရှင်ရုံနားက VR ဇုံမှာတွားပြီးတော့ဂိမ်းသွားဆော့ပါတယ်ဘာသွားဆော့ရလဲဆိုတော့အဲ့ဒီ horror house ကတရေဂိမ်းပေါ့နော်အဲ့ဒါကိုသွားဆော့ခဲ့ပါတယ်လူကအနည်းဆုံး4 ယောက်မှဆော့လို့ရတာမို့လို့လူမလောက်တာနဲ့အလိုက်စားရဲ့ဝမ်းကွဲအမကိုခေါ်ပြီးတော့ဆော့ခဲ့ပါတယ်ကြောက်ဖို့ကောင်းလားဆိုတော့တော်တော်ဆိုးပါပဲဂိမ်းဆော်ပြီးတော့ဒူးရီတောင်တော်တော်တုံနေပါတယ်အဲ့ဒါကြောင့်မို့အမောပြေနေနဲ့တောင်ကြီးသားနေကြစီတွေစားပြီးတော့အမောပြေခဲ့ရပါတယ်တုံမှာပေါ့တပွဲလုံးမှာဖျဲ6 ခန်းဆုံးကအလိုက်စားလေးအဲ့ဒါနဲ့အလီဘဘာကိုဆက်သွားကြမယ်ဆိုပြီးတော့အောက်ထပ်ကိုပြန်ဆင်းခဲ့ပါတယ်အလီဘဘာရောက်တော့ဘာမှမဆော့ခင်အယုတ်တွေရှောက်ကြည့်ခဲ့ပါတယ်ဒိုမာတရားသူ့ဖီကမတွေ့လို့လိုက်ရှာနေခြင်းပဲဖြစ်ပါတယ်ဒိုမာတယောက်သူ့ဖက်ကတွေ့သွားတော့မဝဲနိုင်တာတော့အော်ဒီမှာငါဖက်ကရှိသေးလို့တော်သေးတယ်ဆိုပြီးတော့ပျော်ရလို့ very happy ဖြစ်နေပါတယ်အဲ့မှာဘာဆော့ခဲ့လဲဆိုတော့အလိုက်စာတို့အဖွဲ့ကတော့ rhythm game တွေပဲဆော့ခဲ့တယ်ပေါ့နော်မီဆူရီနဲ့အလိုက်စာ2 ယောက်ပေါင်းပြီးတော့ခုံရတဲ့ဟာကြီးလဲဆော့ခဲ့ပါတယ်ပြဿနာကဘယ်ရဆလဲဆိုတော့လေအဲ့ဒီမှာ
ရှေ့နဲ့နောက်နဲ့ကိုဘသူကရှေ့သွားဘသူကနောက်သွားမလဲဆိုပြီးတက်တဲ့ခွဲမသိလားဘလို့ပဲဖြစ်အဲ့လိုမသေးမကွေးနေပဲဆော့ခဲ့ရပါတယ်တခြားဟာတွေကတော့တော်တော်ဆော့လို့ကောင်းတယ်လို့ပြောလို့ရပါတယ်Jurassic Park မှာ2ယောက်သားဒိုင်နိုဆောပြစ်မယ်ဆိုပြီးတော့လောက်တာမီဆိုရီကပြစ်မရလို့အလိုက်စာတယောက်တည်းပြစ်ခဲ့ရပါတယ်နောက်တစ်ခုကကိုရီပဲကန်ကောင်းတာလားဆက်ကပဲအဲ့ဒီချိန်မှာပြတ်နေရလားတော့မသိဘူး point 20နဲ့တစ်ခါပဲထည့်လိုက်တာကို10ခါလောက်ဆော့လို့ရနေတယ်အမှလည်းပျော်ပျော်ကြီးဝင်ဆော့ခဲ့ပါတယ်အဲ့ဒါဆော့ရတာတော်တော်လေးလက်ညောင်းပါတယ်ညောင်းတာတွေမဟုတ်ဘဲနဲ့ तू ကလိုက်နေနေရတာမို့လို့လက်တွေပါနာတာအလီဘာဘာဆော့ပြီးတော့စီးစင်းမှာခဏအေးတောက်ကြပါတယ်ရိုမန်တစ်ဆန်ဆန်လေးပြီးတော့ဘာမှတိတ်လို့ဆရာမရှိရနဲ့တောင်ကြီးသားနေကြစီကိုထုတ်စားပါတယ်နောက်တော့မသားကြီးက marketplace ထဲကနေနင်းသိလားမသိဘူးဝယ်လာလို့မီဆူရီရဲ့အလိုက်စားကိုခွင့်ကြွေးပါတယ်အဲ့နောက်ပိုင်းမှာတော့တော်တော်လေးနောက်ကျနေပြီဖြစ်လို့အိမ်ပြန်ခဲ့ကြပါတယ်အချိန်ကလည်း9နာရီ10နာရီလောက်ရှိနေပြီမီဆူရီကလည်းပြန်ရမှာဝေးတဲ့အခါကျတော့အလိုက်စားအိမ်မှာပဲသူညအိနေခဲ့တယ်ပေါ့နော်ဒီလိုနဲ့2ယောက်သားအင်ကြီးလဲပြီးတော့ညစာစားကြပါတယ်ပြီးတော့အိတ်ကြတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလိုမျိုး cosplay နဲ့ပတ်သက်တဲ့တော်တော်လွဲ content တွေကိုထပ်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့အလိုက်စားရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ရှင်